exam ပုံပြင်တင်ပြီးသွားရင်ဆိုရင်ဒုတိယအနေနဲ့လောက်ရမှာကတော့ examiner approach ကိုတော့ဖတ်ရမှာပေါ့နော်ဖတ်ပြီးသွားရင် ACC ရဲ့ website ဖြစ်တဲ့ student VLC virtual learning မှာတွားပြီးတော့ account ဖွင့်ပြီးတော့ကိုဖြေမဲ့ဘာသာရဲ့ self quiz လေးတွေကိုတော့ဖြည့်ကြည့်ရမှာပေါ့နော်အဲ့လိုဖြည့်ကြည့်လိုက်ရင်ကို week ဖြစ်နေတဲ့ဒီ main topic တွေမှာကိုဘယ်နားမှာ week ဖြစ်နေတယ်ဆိုတာလေးကို backward သွားပြီးတော့ recap လုပ်လို့ရတယ်ပေါ့နော်actual exam subject ကိုမကင်ခင်မှာကိုက main subject ကိုဖြည့်ဖို့အတွက်ဘယ်နားလေးမှာအားနေနေတယ်ဘယ်ရဲ့ concept ကိုတော့ကိုပြန် clear လုပ်ရမယ်ဆိုတာလေးကို clear လေးသိသွားမှာပေါ့နော်အဲ့ဒါနဲ့ backward သွားပြီးတော့ clear လုပ်လိုက်ရင်တော့ကိုက study plan ကိုစလုပ်လို့ရပါ quiz ဖြေလိုက်လို့ကိုမရနေတဲ့ topic တွေများနေရင်လည်းစိတ်ထဲမချလိုက်နဲ့နော်ကိုက first day ကို booking လုပ်ပြီး quiz ဖြေပြီးတော့အဲ့ဒီနေ့ညကိုအားနေနေတဲ့ topic တွေကို recap ပြန်ခေါ်လိုက်ရင်ကိုကအကုန်လုံး clear လုပ်ထားပြီးလို့အောင်လာလို့ဒီနေရာကိုရောက်လာတာဆိုတော့ခဏအချိန်ယူလိုက်တာနဲ့အကုန်လုံးပြန် understand ပြန်ဖြစ်သွားမှာပါကျွန်မကိုယ်တိုင်လည်း working capital management အတွက်အရင်က crucial ဖြစ်တယ် cash budget ရဲ့ inventory control ရဲ့မှာအားနေနေရတွေတွေ့လို့ပြန် record ခေါ်လိုက်ရပါတယ်အရေးကြီးဆုံးကတော့ concept တွေ clear ဖြစ်ဖို့ understand ဖြစ်ဖို့နဲ့ practice များများလုပ်နိုင်ဖို့ပါပဲ surprisingly investment appraisal မှာတော့နည်းနည်းလေးပိုအားတာတွေ့ရတယ်ပေါ့နော်အဲ့တော့တချို့တွေလည်းမရဘူးတချို့တွေလည်းရနေတယ်အဲ့လိုသဘောမျိုးဆိုတော့ကိုပဲကိုစက်ကိုတကယ် clear လုပ်ရမယ်ဆိုတာလေးကိုတည်ချာချာလေးသိသွားပြီးတော့ကိုရဲ့ study plan ကိုစားနေပြန်စလို့ရတာပေါ့နော် self study ကိုတိတိကျကျဘယ်လိုလုပ်ရမယ်ဆိုတာလေးကို daily တင်သွားပေးပါမလို့ channel လေးကိုလည်း subscribe လုပ်ထားပေးပါဦးเนาะအားလုံးပဲ bye bye